မဖြစ်မနေမှတ်သားထားပါကိုရောက်လာမှရက်သွားတဲ့စကားဝိုင်းမှာကြာမနေပါနဲ့ကိုမြင်လို့မျက်နှာလွှဲသွားတဲ့သူကိုအတင်းလိုက်မခေါ်နဲ့ကိုမပြောချင်တဲ့စကားကိုအတင်းမသိချင်နဲ့သူတစ်ပါးအိမ်ကိုအလဲသွားတဲ့အခါကျရင်ပစ္စည်းတွေကိုခွင့်မတောင်းမကင်နဲ့ကိုမဖိတ်ခေါ်တဲ့အခန့်ပွဲတွေကိုမသွားပါနဲ့ဒဇိန်တယောက်ကကျွေးတဲ့အစားအသောက်တွေကိုလွယ်နဲ့ယူမစားနဲ့နှုတ်မလုံးတဲ့သူတွေကိုအရေးကြီးတဲ့စကားတွေမပြောမိစေနဲ့စကားဖောတီပြောတတ်တဲ့သူကိုရင်မဖွင့်မိစေနဲ့အချက်နဲ့တိတ်ခါကိုယင်ပြီးဘယ်တော့မှငွေမရှာနဲ့ဘာပညာပဲတင်အတုံးရှာနိုင်တဲ့အထိတင်ပါဒါမှမဟုတ်ငွေရှာနိုင်တဲ့အထိတင်ပါကိုမားရင်မှားမှန်သိဖို့လိုတယ်ဘာကြောင့်ဘသူကြောင့်လို့စင်ကျင်မပေးနဲ့စင်ကျင်ပေးတဲ့ပါဇက်ထမင်းငတ်တတ်တယ်ငွေကိုအကျွေဆိုပြီးတော့လဲပယံပရာမထားနဲ့ကို့မှာမရှိတဲ့ချိန်100 200ကအစတန်မိုးရှိတယ်ဆိုတာသိရလိမ့်မယ်ရေတစ်စက်ရဲ့တန်ဖိုးရေငတ်မှာသိပါလိမ့်မယ်မဟုတ်မမှန်စကားတွေကိုမပြောမိစေနဲ့တည်င်းမဟုတ်တာတွေကိုဖြန့်ဝေမိရင်အတင်းဖြစ်သွားတတ်ပါတယ်အတင်းပြောခြင်းကလူမုံများစေပါတယ်